Federal မီးရထားသွားလာမှုဟာအထူးသဖြင့် Orecax လမ်းပိုင်းမှာလုံးဝနှီးပါရပ်ဆိုင်းသွားခဲ့ပါတယ်။မာလာဝါ Kangels နဲ့ Glasov ကြားကဖြစ်ရပ်တွေဟာဒီပြိုလဲမှုရဲ့အစပျိုးဖြစ်ခဲ့ပါတယ်။တရားဝင်သတင်းရင်းမြစ်တွေအရမီးရထားဝန်ထမ်းတွေဟာဒီလမ်းပိုင်းတစ်လျှောက်လုံးမှာတန်တရားဖြစ်ဖွယ်မိုင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့အမျိုးသားအဆောင်တပ်ဖွဲ့နဲ့ချိတ်ဆက်ထားတဲ့အင်ဂျင်နီယာတပ်ဖွဲ့အဖွဲ့တစ်ဖွဲ့ကိုအခင်းဖြစ်ပွားရာနေရာစီဆေလွတ်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းတာနဲ့ပဲမိုင်းရှင်းလင်းရေးစစ်စင်ရေးဟာစီစဉ်ထားသလိုမဖြစ်ပဲကြီးမားတဲ့ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။လုံခြုံရေးအဆောင်2ဦးသေဆုံးခဲ့ပြီးနောက်2ဦးကတော့ခြေထောက်2ဖက်လုံးဆုံးရှုံးခဲ့ရပါတယ်။အဲဒီညမှာပဲရုရှားမီးရထားဌာနဟာကုန်တင်ရထားအများအပြားကိုသူတို့ရဲ့မူလလမ်းကြောင်းတွေကနေလမ်းလွှဲပေးခဲ့ရပါတယ်။လမ်းကြောင်းတစ်ခုလုံးကရထား15စင်းထက်မနည်းဟာကြန့်ကြာမှုတွေဒါမှမဟုတ်လမ်းကြောင်းပြောင်းလဲမှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။တကယ်လို့သာဒီလိုဖြစ်ခဲ့မယ်ဆိုရင်ဒါဟာနိုင်ငံနှစ်ခုကြားကစစ်ပွဲတသက်မဟုတ်တော့ပါဘူး။ဒါဟာခရမ်လင်အစိုးရနဲ့သူ့ရဲ့ကိုယ်ပိုင်နိုင်ငံသားတွေကြားမှာကြီးထွားလာနေတဲ့ပြည်ရင်းပြိပက္ခတစ်ခုရှိနေတယ်ဆိုတာကိုဖော်ပြနေပါတယ်။ဒါဟာသမ္မတပူတင်အတွက်အဆိုးဆုံးအိမ်မက်ဆိုးဖြစ်နိုင်ပါတယ်။သူလုံးဝထိန်းချုပ်ထားတယ်လို့ယုံကြည်နေတဲ့မြေပေါ်မှာရန်သူကရှိနေတယ်ဆိုတဲ့အသည့်ဟာအင်မတန်ထိတ်လန့်စရာကောင်းပါတယ်။ဒါအပြင်စက်တင်ဘာလ23ရက်နေ့ညမှာရုရှားရဲ့မဟာဗျူဟာမြောက်မီးရထားကွန်ရက်ဟာလက်တွေ့မှာလုံးဝရပ်တန့်လို့နေပါဖြစ်သွားခဲ့ပါတယ်။ Electronic စစ်စင်ရေးစနစ်တွေကနေရေဒါနဲ့အလင်းပိုင်းဆိုင်ရာကိရိယာတွေအထိတိကျစွာပြစ်ခတ်နိုင်တဲ့ပယ်ထိန်းဒုံးကြီးတွေကနေကိုကဲမှုနဲ့ထိန်းချုပ်မှုစနစ်တွေအထိအဆင့်မြင့်နည်းပညာများစွာကိုဒီမှာထုတ်လုပ်ပါတယ်။ဒီထုတ်ကုန်တွေရှေ့တန်းကိုရောက်ရှိဖို့အတွက်ပထမဆုံးနေရာကတော့များသောအားဖြင့်မော်စကိုမြို့ကစစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးစင်တာတွေဖြစ်ပါတယ်။စိန့်ပီတာစဘတ်မော်စကိုလမ်းပိုင်းပိတ်ဆို့ခံလိုက်ရခြင်းဟာဒီတန်မိုးကြီးတဲ့ကုန်တွေကိုလမ်းကြောင်းပြောင်းတာဒါမှမဟုတ်ရက်ဆိုင်ထားတာတွေလှုပ်ဆောင်ရတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။တခြားရွေးချယ်စရာလမ်းကြောင်းတွေကတော့ပိုရှည်လျားပြီးပိုပြီးလဲအန္တရာယ်များပါတယ်။ Over ဒေသအုပ်ချုပ်ရေးမှူး Andrei Klitschkov ဟာဒီပြတ်တောက်မှုတွေကိုဝန်ခံခဲ့ရပေမဲ့ခရမ်လင်ရဲ့လမ်းစဉ်အတိုင်းရပ်တည်နိုင်မှုအတွက်အဖျက်အမှောင့်လုပ်ရဆိုတဲ့စကားလုံးကိုသုံးဆွဲခြင်းကနေတတိကြီးစွာနဲ့ရှောင်ရှားခဲ့ပါတယ်။ဒီအချိန်မှာပဲလူမှုကွန်ရက်တွေဟာမီးလောင်မှုပုံရိပ်တွေနဲ့ပြည့်ရှံနေခဲ့ပါတယ်။ကြမ်းကြာမှုတွေဟာရက်သက်ပတ်တွေအထိကြာမြင့်သွားနိုင်ပါတယ်။ရှေ့တန်းမှာ HIMARS, Stone Shadow နဲ့တခြားအဝေးပစ်ဒုံးကျည်တွေရဲ့တိုက်ခိုက်မှုကိုခုခံကာကွယ်ရမှာအသုံးပြုတဲ့ Electronics နဲ့ကာကွယ်ရေးစနစ်တွေအတွက်အပိုပစ္စည်းတွေဟာဒီကြမ်းကြာမှုကြောင့်တိုက်ရိုက်ထိခိုက်ခဲ့ပါတယ်။ဒါဟာရှေ့တန်းကခုခံစစ်ကိုပြိုကဲသွားစေနိုင်တဲ့အန္တရာယ်ကိုဖန်တီးလိုက်တာပါပဲ။ဒါပေမဲ့ဒီလမ်းကြောင်းကနေတည်ဆောင်လာတဲ့ကုန်စည်တွေဟာစစ်ဘက်သုံးပစ္စည်းတွေကြီးပဲမဟုတ်ပါဘူး။နိုင်ငံရဲ့စီးပွားရေးအသက်သွေးကြောဟာလည်းဒီတန်လန်းတွေပေါ်မှာပဲတည်ရှိနေတာပါ။ဒီဈေးနှံလမ်းမကြီးဟာစိန့်ပီတာစဘတ်နဲ့ဥစလူကာလိုဘောလ်တစ်ပင်လယ်ကအဓိကစိတ်ကမ်းကြီးတွေစီသွားတဲ့အဓိကကုန်စည်တည်ယူပို့ဆောင်ရေးသွေးကြောမကြီးတစ်ခုဖြစ်ဆောင်ရွက်နေပါတယ်။ဒီပြောဆိုချက်ဟာအဖြစ်မှန်နဲ့လုံးဝဆန့်ကျင်နေခဲ့ပါတယ်။ယူကရိန်းထောက်လှမ်းရေးသတင်းရင်းမြစ်တွေကတော့ဆန့်ကျင်ဘက်အမြင်ကိုတင်ပြခဲ့ပါတယ်။ပောက်ကွဲမှုတွေရဲ့ပြင်အားထွက်ပေါ်လာတဲ့အပူချိန်နဲ့အချိန်ကြာကြီးလောင်ကျွမ်းနေတဲ့မီးရဲ့သဘာဝကိုကြည်ချင်းအဖြစ်ကုန်တွေဟာလောင်စာအပြည့်နဲ့ဖြစ်တယ်ဆိုတာသိတာထင်ရှားနေပါတယ်။ဒီလိုကွဲလွဲနေတဲ့ထုတ်ပြန်ချက်တွေကြီးကိုကြည့်ရင်တော့ဒီတိုက်ခိုက်မှုဟာမော်စကိုအစိုးရကိုဘလောက်တောင်စိတ်နှောက်ယှက်ဖြစ်စေခဲ့တယ်လဲဆိုတာပေါ်လွင်နေပါတယ်။ဒီလိုစစ်စင်ရေးမျိုးသားအမှန်ဖြစ်ခဲ့ရင်ယူကရိန်းဟာရုရှားရဲ့အနက်ရှိုင်းဆုံးမဟာဗျူဟာမြောက်နေရာတွေကိုတော့ချိန်ချောက်နိုင်တဲ့နည်းပညာစွမ်းရည်ကိုပိုင်ဆိုင်နေပြီဆိုတာကိုပြသလိုက်တာပါပဲ။ဒါဟာစစ်ပွဲရဲ့နည်းပညာဆိုင်ရာချိန်ဝင်ရှာကိုပြောင်းလဲစေနိုင်တဲ့အချက်ဖြစ်ပါတယ်။တတိယနဲ့အစိုးရအတွက်အနှောက်အယှက်နိုင်ဖြစ်နိုင်ဆုံးအခြေဖြစ်နိုင်ခြေကတော့ဒီအဖျက်အမှောင့်လုပ်ရက်ကိုရုရှားနိုင်ငံအတွင်းမှာရှိတဲ့ယူကရိန်းထောက်လှမ်းရေးကနေထိန်းချုပ်ညှိနှိုင်းပေးနေတဲ့ပါတီဇန်အုပ်စုတွေကလှုပ်ဆောင်ခဲ့တာဖြစ်နိုင်ပါတယ်။ဒီပေါက်ကွဲမှုဟာတန်လန်းတွေကိုကျိုးပြတ်သွားစေုံသာမကအဲ့ဒီပေါ်မှာခုံမောင်းနေတဲ့ကုန်တင်ရထားကြီးတစ်ခုလုံးကိုပါလမ်းချော်ထွက်သွားစေခဲ့ပါတယ်။ရထားကောင်းတွေဟာဘေးကိုလိမ့်ကျသွားခဲ့ပြီးလောင်စာစီတင်ဆောင်လာတဲ့ကုန်တွဲ15တွေဟာမီးလောင်ကုန်ပါတော့တယ်။ဒီမီးတောက်တွေကြောင့်ပဲမှောင်မိုက်နေတဲ့လီနင်ဂရက်မြို့ရဲ့ညဟာရုတ်တရက်နှိပ်ကင်းကြောင်တောင်လိုလင်းထိန်သွားခဲ့ပါတယ်။ပေါက်ကွဲမှုရဲ့အတန်ကိုမိုင်ပေါင်းများစွာအဝေးကနေတောင်ကြားနိုင်ခဲ့တယ်လို့ဆိုပါတယ်။မီးဟာအလွန်ကြီးမားလွန်းလို့မီးတပ်သမားတွေဟာမီးငြိမ်းတက်နိုင်ဖို့နိုင်ပေါင်းများစွာရုန်းကန်ခဲ့ရပါတယ်။တကယ်လို့ဒီအချက်သာမှန်ကန်ခဲ့မယ်ဆိုရင်ဒီစစ်စင်ရေးဟာအဖျက်မှောင့်လုပ်ရတစ်ခုဆိုတာထက်ရုရှားရဲ့နေဆက်လုံခြုံရေးနဲ့ပြည်ရင်းထောက်လှမ်းရေးကွန်ရက်မှာကြီးမားတဲ့အားနည်းချက်ကြီးတစ်ခုရှိနေတယ်ဆိုတာကိုသက်သေပြလိုက်တာပါပဲ။ဒါဟာရုရှားရဲ့ကာကွယ်ရေးစနစ်တစ်ခုလုံးကိုမေးခွန်းထုတ်စရာဖြစ်စေပါတယ်။ဒုတိယဖြစ်နိုင်ခြေကတော့အဝေးထိန်းမောင်းသူမဲ့လေယာဉ် drone တစ်စီးကိုကြိုတင်သတ်မှတ်ထားတဲ့ GPS တီနီယာကိုညွှန်ကြားပြီးမီးရထားလမ်းစုံဒါမှမဟုတ်အရေးပါတဲ့တရားတစ်စင်းရဲ့အစိပ်အပိုင်းပေါ်ကိုကာမီကာစီပုံစံနဲ့အသေးခံဝင်တိုက်ခိုင်းတာဖြစ်နိုင်ပါတယ်။
မော်စကိုရဲ့စိတ်မတက်ပတာမှုဖြစ်မှုကိုပိုပြီးဆိုးရတဲ့နောက်အချက်တစ်ချက်ကတော့ဒီစစ်စင်ရေးကိုဘလို့ပုံစံနဲ့လှုပ်ဆောင်ခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတရားဝင်ရှင်းလင်းချက်တစုံတရာမရှိခြင်းပါပဲဘယ်သူလှုပ်တယ်လဲဘလို့လှုပ်သွားတယ်လဲဆိုတာမသိခြင်းဟာမတိတာမေးရမှုနဲ့ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေပါတယ်ဒါပေမဲ့ရရှိထားတဲ့အချက်လက်တွေနဲ့ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်တွေအရတော့အဓိကဖြစ်နိုင်ခြေ၃ခုကိုတွေ့ရပါတယ်ရေနံကြောင်မီသွေးဓာတ်မြေဩဇာတပ်ထုနဲ့မရေမတွက်နိုင်တဲ့တခြားကုန်ကျန်းတွေဟာစိတ်ကန်းတွေကိုရောက်ဖို့ဒီတန်လန်းတွေကိုဖျက်ဆီးသွားရပါတယ်ပောက်ကွဲမှုပြီးမှသွာလာမှုရပ်တန့်သွားခြင်းဟာကုန်တင်ကုန်ချစရာတွေပျက်စီးသွားတာသင်္ဘောတွေဟာစိတ်ကန်းမှာအချိန်ပိုကြာဆောင်းတိုင်းရတာနဲ့သင်္ဘောစိုက်ကခွန်တန်ကြီးတွေပေးဆောင်ရတာတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ကုန်ကျန်းဆောင်နေတဲ့စက်ရုံတွေဟာထုတ်လုပ်မှုကိုနှေးကွေးလိုက်ရပြီးကုန်ပစ္စည်းပေးပို့မှုတွေနောက်ကျကနိုင်ငံခြားဝင်ငွေစည်းဝေးမှုလည်းပြတ်တောက်သွားခဲ့ပါတယ်လူမှုကွန်ရက်တွေပေါ်မှာမျှဝေထားတဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေရုရှားတဝန်ပြန့်နှံ့သွားတဲ့အခါမှာတော့စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာလေ့လာသုံးသပ်သူတွေအားလုံးဟာတူညီတဲ့ကောက်ချက်တစ်ခုကိုဆွဲခဲ့ကြပါတယ်ဒီတိုက်ခိုက်မှုဟာတာမန်ဖြတ်မှောက်လုပ်ရတစ်ခုမဟုတ်ဘူးဒါဟာရှေ့တန်းကိုဥတည်နေတဲ့လောင်စာစီထောက်ပံ့ရေးကွင်းဆက်ကြီးကိုဓာတ်ရိုက်ထိုးနှက်လိုက်တဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်တယ်ဆိုပြီးတော့ပါဒါပေမဲ့လီနင်ဂရတ်ဒေသရဲ့အုပ်ချုပ်ရေးမှုကတော့သူ့ရဲ့ကနဦးထုတ်ပြန်ချက်မှာအဲ့ဒီလောင်စာစီတင်တွဲတွေကအလွတ်တွေဖြစ်တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်တနည်းအားဖြင့်ပြောရရင်လမ်းချော်သွားတဲ့ယထာတစင်းရဲ့တုံခါမှုဟာလီနင်ဂရတ်မှာတာမကမော်စကိုစတော့အိတ်ချင်းရော့စတော့ကစက်ရုံတွေနဲ့တရုတ်နိုင်ငံအထိကျယ်ပြန့်တဲ့ပို့ကုန်စာချုပ်တွေပေါ်မှာပါရိုက်ခတ်သွားခဲ့ပါတယ်ဒါပေမဲ့အနက်ဆိုင်ဆုံးထိခိုက်မှုကတော့စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှာဖြစ်သွားခဲ့တာပါနှစ်ပေါင်းများစွာခရမ်လင်ဟာစစ်ပွဲဟာယူကရိန်းနယ်နိမိတ်အတွင်းမှာသာတိုက်ခိုက်နေတာဖြစ်ပြီးမော်စကိုနဲ့စိန့်ပီတာစဘတ်မြို့ကြီးတွေဟာလုံခြုံတယ်လို့ပြည်သူတွေကိုပြောကြားလာခဲ့ပါတယ်ရာစုနှစ်တစ်ခုနီးပါးတိုင်တိုင်မိရထားလမ်းများဟာရုရှားနိုင်ငံရဲ့အသက်သွေးကြောအဖြစ်တည်ရှိခဲ့ပါတယ်ဇာဗီယင်ရဲ့ခေတ်ကနေဆိုဗီယက်ယူနီယံရဲ့အထွတ်ထိပ်ကာလကိုဖျက်ပြီးဒီနေ့ခေတ်ရုရှားဖက်ဒရေးရှင်းနိုင်ငံအထိဒီတန်လန်းတွေဟာနိုင်ငံရဲ့အရေးကြီးဆုံးနဲ့အစားထိုးမရနိုင်တဲ့ထောက်ပံ့ပို့ဆောင်ရေးကြောရိုးကြီးအဖြစ်ရပ်တည်ခဲ့ပါတယ်ရုရှားစစ်တပ်အတွက်တော့မိရထားလမ်းတွေဆိုတာပယ်ယူပို့ဆောင်ရေးတစ်ခုမျှသာမဟုတ်ပါဘူးဒါဟာစစ်ပွဲရဲ့မမြင်ရတဲ့အာယုံကြောကွန်ရက်တစ်ခုပါပဲဒါပေမဲ့ဒီထက်ပိုပြီးစိုးရိမ်စရာကောင်းတာကတော့ဒီအဖြတ်အမှောက်လုပ်ရက်တွေဟာရှေ့တန်းနောက်ကထောက်ပံ့ရေးလမ်းကြောင်းတွေကိုပျက်စီးစေုံတသက်မဟုတ်ဘူးဆိုတဲ့အချက်ပါပဲတကယ်အနေရကတော့စစ်ပွဲကိုပြင်ပကြံသူနဲ့သာမကပြည်ရင်းမှာပုံကန်ထကြနေတဲ့အင်အားစုတွေနဲ့ပါတိုက်ခိုက်နေရပြီဆိုတာကိုပြသနေခြင်းပါပဲစစ်ရေးဆိုင်ရာအကျိုးဆက်တွေဟာကွင်းဆက်တုံ့ပြန်မှုတစ်ခုလိုစတင်ခံစားလာရပါတယ်စိန့်ပီတာစဘတ်မြို့ဟာရုရှားရဲ့အကြီးမားဆုံးစစ်ဘက်ဆက်မှုလုပ်ငန်းအစုဝေးကြီးတွေကတစ်ခုဖြစ်ပါတယ်ပြီးတော့အဲ့ဒီတန်လန်းတွေပေါ်ကတကြွကြွမြည်တမ်းတွေဟာလည်းပြိုလဲတော့မဲ့အင်ပါယာတစ်ခုရဲ့ရှေ့ပြေးနိမိတ်တွေဖြစ်နေနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ